နင်ဘယ်လိုတော့လုပ်တာတော့ချုံလို့ကြည့်အောင်ဘယ်တရမှမရှိသေးဘူး မတို့ဘယ်ရလဲလား ဘယ်မှမဟုတ်ဘူးဒီလိုပဲခလေးကြည့်အောင်လာတာဟိုနေ့ကလည်းဟိုကနေဆေးရုံပြန်သွားရတယ်ပြောလို့လေအဲ့ဒါစိတ်ပူလို့ဗာများဖြစ်လို့လေ စီရုံတော့ချုပ်ကျိုးပြီွာ ချိုးပြီွာလို့နင်ဘယ်လိုတော့လုပ်တာတော့ချုံလို့ကြည့်အောင်ဘယ်တရမှမရှိသေးဘူး ဟာမမဒါချိုးပြောင်းတာဘာလိုမျိုးလုပ်ဖို့လဲဟိုနေ့ကစေးရုံစိမ့်တဲ့နေရဆီယမအမေရောခလေးရောကျမ်းပါတယ်ဆိုပြီးစေးရုံမှာ2ရက်ပဲပေးနေတယ်စေးရုံစိမ့်တဲ့နေရအမကားနဲ့လာကြူတော့တားပြောတယ်တားလိုက်ဖို့လို့ရမလားဆိုတော့သူပြောတယ်မပို့နဲ့ရတယ်ဆိုပြီးဒီကကားပေါ်အဲ့လိုမျိုးလှမ်းတက်လိုက်တာအဲ့မှာဘီးကနေဆိုပြုတ်သွားတာအဲ့မှာတားတော့မဆိုင်ဘူးတော့ဘာတော့လုပ်ကြရလဲမမလည်းဘာလို့ဘာတွေလိုက်တွေ့တာ ငါအဲ့လိုမဖြစ်ဘူး ဟုတ်တယ်ဆိုမမလည်းအတွင်းလုံးနေတာဘာဆိုဘာမှမလုပ်ရသေးဘူး ဘာမလုပ်လို့ तू ဟိုမကြီးမပြက်ကလေး3ရက်ပဲရှိသေးတယ်မကြီးပြက်ကလေးတော့ရင်းမှတ်ထားတာ ငါလည်းနေဘာမလုပ်လို့ပြောရလေခက်တွင်းနှုတ်သားလုံးနဲ့မှလုတ်ပေးရသူအလုပ်တွေသူဖတ်သူလို့ရလို့ချိုးပြုတ်တာနေမှာပေါ့ငါလည်းဒါကိုပြောတာလေ မသိပါဘူးတားထင်တာတားလုံးလို့ပဲချိုးပြုတ်သူလို့ပါလို့နေမမ အဲ့ဒါနေဘာမလုပ်လို့ပြောတာလေဒီမှာတွင်းနှုတ်သားလုံးနဲ့အခုချိန်မှာသူ့ကိုဘာမှမခိုင်းမဲနဲ့နင်းအကုန်လုံးရမှာ လုပ်ပြီမဲ့ဖောက်ခင်ကောင်တယောက်ပြီးသားရမယ် ငါလည်းအဲ့ဒါကိုပြောတာ တမျိုးမတွေးနဲ့နတ်သမီးနာနာ ပြီးရဲ့ မဖေးရက်မှတ်ထားတယ်3ရက် 73ရက်လက်ခါကြပါ တော့ဘာရောက်လဲဆက်တော့ရက်ကိုကြတော့ဖေးဖတ်တယ်ရက်ကြတော့လက်ချိုးတွက်နေတယ်ပြောတော့ဘာမှမလုပ်ဘူးတဲ့